အားလုံးပဲမင်္ဂလာပါခင်ဗျ။ The Grow Lab ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Season 3 The Grow Lab ခီးစဉ်ဟာအခုဆိုရင်အပိုင်း6ပိုင်းနဲ့အောင်မြင်မြင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီ Season မှာကျွန်တော်တို့ဘာတွေလေးလာခဲ့ကြလဲဆိုရင် Episode 1 to 3မှာကျွန်တော်တို့ရဲ့အလေးကျင့်တွေအာရုံစူးစိုက်မှုနဲ့အုံနောက်စွမ်းအင်ကိုအကောင်းဆုံးအသုံးချနည်းတွေကိုတိစောက်ခဲ့ပါတယ် Episode 4မှာဆုံးဖြတ်ချက်တွေမှန်ကန်ဖို့ decision fatigue ကိုဘယ်လိုကျော်လွှားရမလဲဆိုတာလေ့လာခဲ့တယ်Episode 5မှာသူတစ်ပါးနဲ့နှိုင်းယှဉ်ပြီးအားငယ်တက်တဲ့ comparison track ကနေရုံးထွက်ပြီးကိုလန်ချောင်းကိုတိစောက်ခဲ့တယ်။ Episode 6မှာလဲကြတိုင်းအမြန်ပြန်ထနိုင်မဲ့ resilient mystery ကျောင်းနဲ့အတူ season 3ကိုအဆုံးသတ်ခဲ့ပါတယ်။ဒီသင်ခန်းစာအလုံးရဲ့အနှစ်ချုပ်ကတော့ခရမ်းဘဝရဲ့အည်သွေးဟာခမရအုံနောက်ကိုခမရဘယ်လိုထိန်းချုပ်မလဲဆိုတာပေါ်မှာပဲမူတည်နေတာပါ။ဒီ season မှာခမရအတွက် internet power တွေကိုကျွန်တော်တို့တိစောက်ပေးခဲ့ပါပြီ။ခု season 3ပြီးဆုံးသွားပြီမဲ့ခင်ဗျားတို့ရဲ့တိုးတက်မှုခီးစဉ်ကတော့ဒီမှာတည်းမပြီးဆုံးသေးပါဘူးဒီအပိုင်း6ပိုင်းတိုင်းမှာခင်ဗျားအတွက်အားအနည်းဆုံးဖြစ်နေတဲ့အချက်ကိုပြန်သွားကြည့်ပါအုံနောက်ဆိုတာထက်ကတလဲလဲတင်ယူမှသာလေ့ကျင့်ဖြစ်သွားတာပါနောက်လာမဲ့ season 3မှာတော့ကျွန်တော်တို့2026ခုနှစ်ရဲ့စိန်ခေါ်မှုတွေကိုအောင်မြင်မှုအဖြစ်ပြောင်းလဲပြမဲ့ special series နဲ့ပြန်လာပါမယ်ခင်ဗျားလိုပဲတိုးတက်ခြင်းနဲ့မိတ်ဆွေတယောက်ကိုဒီ season 3 playlist လေးမျှဝေပေးလိုက်ပါအဲ့ဒါကကျွန်တော်တို့ရောသူ့အတွက်ပါကြီးမားဆုံးသောကုညီမှုတစ်ခုဖြစ်မှာပါမှတ်ထားပါခမရမှာမပြိုလဲနိုင်တဲ့စွမ်းအားတွေရှိပါတယ်ကျွန်တော်တို့အတူတူလေးလာလက်တွေ့ကျင့်ကြံကြရင်ဖွံ့ဖြိုးတိုးတက်မှုစီအတူတူသွားကြတာပေါ့ကျွန်တော်မင်းရင်မှာအဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ